တွေပြန်တက်နေတယ်မတော့ကောက်ပြစ်တယ်စန်ကြီးဖမ်းပေးထားတယ်ပူဆောင်မှာတက်ပကေပီ over စန်ကြီးပကကောင်လေးဟိုဒီလိုတော့ဝဲကိုဖလက်ကိုင်းနဲ့ကောင်းဝင်ပြီးတော့ထွေးထုတ်ကနှစ်ကောင်စတဲ့တော့မှ blazer အော်ကောင်းလိုက်တာကွာပီတန်းပြောင်းသွားတယ်ဟီရိုရာလေးပါကြာရင်ပို့ကောင်းဂလူပြေးချုပ်တာစတဲ့ကောင်မှာဒါပကေစုယူသွားတယ်စကိုင်းမီယာလာဖက်နေဆိုအရန်ဆုံးလို့ကောင်းနေတာဟန်နော်မလေးပီ Ruby I often ဂျုံတော့ငင် frost shot တန်းတော့စတန်းနေမထက်ဦးရောက်ရေးဗဒန်းကိုတန်းဖြတ်တာ Fanny K ပဲဆွဲတက်တော့ပါပိုင်တန်းဖြတ်တာကူတာဘာမှမလုပ်နိုင်ဘူးညီကိုတို့နည်းနည်းလေးတော့စိတ်ရှည် projectile stand ဝင်လာနေမှတော့မခိုင်းစီကျူရှင်းလန်နဖလိုင်းနဲ့ဂိုင်မောက်ဘလို့ဂနီဘီကအုတ်တာထီဝါလန်အောင်ဆုံးမှာ retreat ပြုတ်ချင်းဟောဟန်နေနေပဲရောက်ယူသွားတယ်မတော့မှာတော့ Moscow spear distraction နဲ့ဝင်လာပေးမယ်လေကျွန်တော် YG damage လောက်လေးနဲ့နောက်တဲ့ coin လီလေးကိုပါဖျက်ချလိုက်တော့ coin လီလေးကိုပါဖျက်ချလိုက်အဲ့ကောင်ပြစ်သန်းအဲ့ကောင်ဒါလည်းတာကြီးဒါပဲကြီး come on အဲ့ကောင်လုံးလိုက်အဲ့ကောင် coin လီဆိုရဲကောင်လုံးအဲ့ coin လီဆိုရဲကောင်ဘာလို့မှလဲမေးဘာလို့မှလဲမေးလန်နဖလက်ချောင်းတဝေးရဒရန်ကိုဖျက်ကန်သွားတယ်မတော့ free ဗက်ဂရီနဲ့မောင်းထုတ်ထားတယ်ဂွနီဘီယာဂျာညက်နေခဲ့တယ်မတော့ဟန် retreat ပေါက်တယ်နည်းနည်းလေးစောသွားခဲ့တယ်နောက်ဟီရိုကေပါဖျက်ပေးလိုက်ရင်လည်းနောက်မှလည်းကျူရှင်းလန်နဖလက် free ခုတ်နေပြီရင်တကယ်ခုတ်တာအဲ့ငကားပါထက်ခုတ်ပြီးလေဘင်းကိုနင်းတာတိုင်းခုတ်စမ်းဒါပဲကြီးတော့လန်နဖလက်ဟိုးကြီးနည်းနည်းလေးလိုသွားတယ်ကွာနော်ရင်းရဲ့ performance အနေနဲ့ကတော့အောင်လဲမော်စကိုညီလေးမင်္ဂလာပါပလင်လေးခုံပြီးတော့ပြေးသွားတယ်မတော့ကျူရှင်းလန်နဖလက်ခွနေပြီးတော့ violent အရာကောင်းနေတာကြီးရန်ကောင်းနေဟန်နောက်ထပ်လန်နဖလက်ထပ်ပိုင်ပေါ့ချောင်းလေးပါထပ်ရအောင်မှာပီနောက်မှာတော့ထပ်ရလိုက်တယ်ဟီရိုကီနှစ်ကောင်များကျွန်တော်တို့ရဲ့မြန်မာသေး YG နောက်ဝက်4000လောက်ဖြတ်တော့စားရတယ်စပယ်ဘာမှမဖြူ free ဗက်ဂရီနဲ့ဝင်သွားပြီနောက်မှာလည်းရင်းအသားလေးပဲပြန်ပြီးတော့ဘတ်ခုတ်လေးနဲ့တော့ဒဲတွေပဲဟဲနေတယ်မတော့လုံးလဲကျွန်တော် YG ရောက်တော့ယူသွားတယ်မတော့ယူဆောင် black dragon ဘောလုံးဝင်လုံးတာ free သွေးပြန်တက်နေတယ်မတော့ကောက်ပြစ်တယ်စန်ကြီးဖမ်းပေးထားတယ်ပူဆောင်မှာတက်ပကေပီ over စန်ကြီးယူဆောင်သွားရင်လည်းဟီရိုကီနှစ်ကောင်နဲ့အတူလောပါကျွန်တော်မြန်မာအသင်းတိမ့်ပိုက်ထားခဲ့ပြီပဲဖြစ်တယ်ခင်ဗျာတော်တော်လေးတော့တာယာနေနေတာတခုတော့မြင်နေရတဲ့ကျွန်တော်မြန်မာအသင်း first law နဲ့အလယ်လမ်းမဂါရှိမရှိချောင်းတော့ way dragon ကန်နဲ့ go gas နဲ့တန်းဖြတ်ဖို့တော့ကြိုးစားနေခဲ့နေမတော့ဆုံးမပြောက်သွားမလားပြောက်သွားမှ free vagary နဲ့ဘာလိုက်နဲ့ဝင်ခေါ်တော့ Moscow spear mystery နဲ့ထိန်းထားတယ်ဒါပေမဲ့ cloud ရဲ့ပြစ်ချက်နဲ့နောက်ဆုံး coin လီကိုလေးကိုပါလဲပေးနေပေးထားတယ် mega k ရင်းနေတူပဲ hero k 1 for 2 trade နေတာ4ယောက်3ယောက်ချလို့ရနေသေးလားအပေါ်လဲထပ်ပြီးတော့ပဲခရီးအောင်ဝင်လာတဲ့အနေထားတစ်ခုမှာတော့ mega တလဲကိုပါထပ်မှန်ပြီးတော့ကျွန်တော်မြန်မာအသင်းရိုက်ချိုးနေနေမယ်တော့မယူဆောင်ငကားလေးတရုတ်ဘုံချောင်းကိုပြန်ပို့လိုက်မလားအဲ့ငကားလေကြီးပေါ်ဆင်းလာတယ်တရုတ်ဘုံချောင်းကိုပို့လိုက်တော့ငကားလေးလေးပေါ်တွေဝဲတန်နေတယ်နောက်ဆုံးတော့ပြောင်းသွားတယ်တန်းအမ်မလားတာကြီးတို့ free တကယ်ခုတ်တာနောက်မတော်စန်ကြီးတဲရိုက်ချိုးချောင်းတဝေး dragon ညမှာပါဝိုင်းတယ်နောက်ဆုံးမ cloud blending ကျူတယ်စန်ကြီးဝင်လာတယ်နောက်ဆုံးမှာဟီရိုကီ၄ကောင်ရနိုင်တယ်ပဲဒီကောင်နဲ့ကြံနေခဲ့တဲ့ကိုလေးလည်းမကဲတင်နိုင်တော့ဘူးတော်ကြီးချိုးဝိုင်းနေတာတခုမှတော့ game 1ရန်ကုန်ကလပ်ကိုကျွန်တော်မြန်မာအသင်းအနေနဲ့တော့နိုင်ရရှိထားခဲ့ပြီပဲဖြစ်တယ်ခင်ဗျာ3ပါညာလဲကောင်တေးပြီလားမသိဘူးချုံးမြင်တေးပြီသားကြီးချုံးမြင်တေးပြီအဲ့ကောင်ချုံးမြင်တေးသွားပြီငါသိတယ်ဒါလေးလီဟိုကောင်မရမှာစောက်ပါရမှာဒါပဲကြီးခိုင်စီစူယူရတေးသွားရဆိုမလဲဟီရိုရာလေးလည်းပြန်ရတာသေးတယ်ရာစီအကောင်မှာပါဆဲရမှာနော်အကောင်မှာပါဆဲရမှာဒီဒိုနာဝဲကန်ကောင်းငုံထွေးထုတ်ပြီးတော့နင်းတာလေမင်းကိုနင်းတာတိုင်းရင်းနင်းတော့ဒီမှာတောင်းထက်အောင်ပါဆလီနာပါထက်ရအောင်ပါဗျာကင်းလင်းစပီ3ကောင်တကောင်လာထွေးတာဆရာသမားတွေကဒီဒိုနာဝဲကန်နေပါလေငုံလို့ရတယ်ဟီရိုရာပြေးဝင်လာတာဒီဒိုနာဝဲကန်ငုံသွားတယ်ကွာရင်းတကယ်ကောင်းတာလမ်းရှိကစတန်နေပါပြန်ပေးတယ် raises လက်ကြားမှာတော့ခိုင်စီကြောင်းမလားထပ်ပြီးတော့တေဆုံးဝိုင်းမှာတော့စိုးစီပါပြိုင်းပြီးတော့ PPP ကိုဖြတ်ထားတယ်မျိုးမှာပါဆယ်လက်ပုပါထပ်ဆုံးသက် Moscow spear distraction တဲ့တိုက်ဝင်လာလိုက်စားရှင်ပါမှာတော့ PPP ကိုဒီဒိုနာဝဲကန်ကောင်းကုန် trade ထုတ်နောက်မှာအကုန်ပြေးအုပ်တဲ့နေတာတခုမှာ Ballerin အနေနဲ့တော့ဂလူတက်ခွာတာတွေပါဝိုင်းတယ် Killing Speed Sky Beer နဲ့4ယောက်5ယောက်ဖြစ်သွားပြီ sorry I feel it တိုက်လက်ပု Brader Fighter သွေးတော့ကရော့နေပြီ Double K ဟန်နေနဲ့တော့ရောက်ယူသွားတယ်လော့ပါထက်ရပြီ YG They are doing it guys အားလွယ်တာသူ refine နဲ့ပဲဆော့ဖလက်ကာနဲ့ပဲဆော့သူပကကောင်လေးဒီလိုတော့ဝဲကိုဖလက်ကိုင်းနဲ့ကောင်းဝင်ပြီးတော့ထွေးထုတ်ကနှစ်ကောင်စတဲ့နောက်မှာ blazer အော်ကောင်းလိုက်တာကွာပီတန်းပြောင်းသွားတယ်ဟီရိုရာလေးပါကြာရင်ပို့ကောင်းဂလူပြေးချုပ်တာစတဲ့ကောင်မှာဒါပဲကေစုယူသွားတယ်စကိုင်းမီယာလာဖက်နေဆိုအရန်ဆုံးလို့ကောင်းနေတာဟန်လောက် blending ကျူတယ် purify နဲ့တိုင်းစမ်းကြီးစိတ်ကိုရှော့တောင်းဆိုပေမဲ့လည်းသူတန်တယ်တော့ UK 3ကောင် trade လိုက်တယ်ဗောနော်လဲလော်ကြီးကိုရှင်းနေပြီပေးမရှင်းတဲ့တိုင်းတို့ဝင်းချဒီလိုတော့ဝဲကန်ရှင်း
ဖလင်ကနဲ့ငုံသွားပြန်ပြီးကောင်းကုံထွေးတော့နောက်ကဒမ်မေးတွေကလည်းအကုန်လုံးစွန့်ကြီးဝိုင်းလောက်တိုင်းနဲ့ကိုလေးပြတ်သွားနေတာတို့ကတောင်းတဲ့ပါဆက်ဒါဘကေထက်ယူအောင်မလား legendary ပါ on နေပြီအောင်ဟီရိုကီနှစ်ကောင်နဲ့ကျော်ရီနောက်တဲ့မဲကတလန်ထက်ရပါဆက်အနေနဲ့ PPP ကိုပါချဆုံးတဲ့တခါတည်းပဲသုံးပြေးရမလားမော်စကိုပြစ်နေတဲ့အရန်ကောင်းတယ်နောက်မပြစ်နဲ့နောက်မပြည့်နဲ့ legendary ဟန်နဲ့တူပဲတရုံးမှာရိုက်ချိုးဝိုင်းနောက်မှာတော့ကျွန်တော်ရဲ့ YG မြန်မာအသင်းအနေနဲ့ Pro Esport 2D ဆိုရရောက်လာနေဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်တာဝါတွေဘာတွေပြန်ယူပေးထားတဲ့အပိုင်းလေးရှိမယ်ပေါ့နော်အဲဒီမှာမှာရင် Offen Flick ဒုံရုံးကင် Valerie Wardran နောက်မှာ Fanny K ပဲကသလုံးနဲ့ဝင်ဖြတ်ဖို့ကြိုးစားမယ်ရင်းပြတ်သွားသလိုဒါပေမဲ့ဘက်မှာ PPP ကိုထိုင်ရမယ်လို့က1 for 2 train နော် Double K ဟန်ရဲ့ movement တိုင်းကြီးဆောင်ရဲမြင့်နေပြီညီကို401အောက်မှာထွက်မှာဆိုတော့လော့ဘတယ်လေးထက်ကြည့်ရအောင်တို့လည်းဘာလို့ချင်တော့ဘလင်းကိုပြေးလောက်တာပါတယ်Frost Shot တန်းတော့ကတ်တော့ပျောက်သွားပြီသားကြီးဘာလို့တာလဲမေးဘာလို့တာလဲကိုဘာလို့တာလဲဟိုဘာလို့တာဝဲကောင်ကူတန်ဘာလို့လဲဒီကောင်လေးမေးဘလက်ရင်နာလာကတ်ရဲတယ်ကွာဘလက်ရင်နာလာကတ်ရဲတာတယ်နခါပေးတာဆိုတော့နောက်ဆုံးတာတယ်လေးတော့လာယူမရမယ်ဗဒန်းဝေါ်ကာမလား PPP တောက်လျှောက်တွေဝင်လာနေမှာတော့ Rigi တာတယ်ယူပေးသွားတယ် Ruby ဟောအဲ့မှာတာတယ်ရပြီးတော့ဆက်ချင်နေတာတော့ကတ်တော်လေးပိုင်းပြီးတော့ဟန်ပြန်ထွက်သွားသလိုမလီစာဂိုးဝင်းနဲ့တွန်းထုတ်ပြီးတော့ပြန်ပြစ်တဲ့နေတာတကူမှာ quality လက်ကတ်လို့မရခဲ့နောက်ဆုံးတာတယ်ရနေတန်ဟိုက retreat မတိကြဘူးတော့တရုတ်ပြန်နေပြီဗလား sorry I am feel လေးကို I am offense ဆွဲပြီးတန်းဖြတ်တာယူရိုတာတန်းတော့ကတ်တော်တွေပါပိုင်းပြီးတော့ပဲခိုင်ဇီရဲ့ magic damage နဲ့အဆုံးသတ်ထားသေးတယ်နောက်မှလည်း PPP Ruby I offense ဂျုံရောင်းကင် frost shot တန်းတော့စက်တန်းနေမထက်ဦးရအောင်ရေးဗဒန်းကိုတန်းဖြတ်တာ Fanny K ပဲဆွဲကတ်တော်ပါပိုင်းတန်းဖြတ်တာကူတာဘာမှမလုပ်နိုင်ဘူးညီကိုတို့ဟီရိုကင်နှစ်ကောင်များ instant ကြီးတန်းသေးသွားတာမင်း Fanny အိုက်တန်းရမ်းတွားနေတာဗျာသိလား fighter ရမ်းတွားနေတာသားကြီးသူတို့ကဒီပါတခါလေးတန်းသေးသွားတာဟင်းကူတန်ဆိုရဲကောင်မင်းဘယ်နာတတ်တော့လို့ထွားသွားမှမသိဘူးအဲ့ Harry တွေကို damage နဲ့ဖြတ်တဲ့ပိုင်းနေတာဒါသဘောကျဖို့ကောင်းတာ retreat လေးပေါက်မယ်နော်တိုင်းတိတိကျကျလေးပဲဘေးနာနေပြီးတော့ retreat လေးတိတိကျကျပေါက်မယ်မလီစာဒဲပြစ်တာရပြီFanny K ပဲဆွဲလေလားကတ်တော့ကွိုင်လီဘလာရီဝါကြကြမှာတော့တေဆုံးသွားတယ်ပဲ Ruby I over ချဆွဲပြီးတော့စောက်ပါဖြတ်ထားရင်းနဲ့ပဲဟီရိုကင်းနှစ်ကောင်အရန်ပြက်လာပြီဟိုဒမ်းမိတ်အားဖြင့်နောက်ဝက်အားဖြင့်အရန်ပြက်နေပြီတစ်ဖက်ကတင်းက lane pressure တော့မရှိဘူးဆိုပေမဲ့ battation လည်းမနိုင်ပါဘူး pressure တော့တိတ်မရှိဘူးဘောလုံးမှာတော့ PPP တေဝါမလားတွေးတဲ့ဇက်လေးနဲ့လွတ်သွားတယ်မတော့ Fanny K ပဲတောင်းလျှောက်တွေတော့ span နိုင်တယ်မတော့ Brad Fickra Harris Zamafo ဒါပေမဲ့ Melissa ဂိုးဝင်းနဲ့ပြစ်ချဝိုင်းတယ်ကူတန်ရှိမှာ damage မပါဘူးကူဒန်ဟဲရစ်ကပြောင်းကြီးညီကိုတို့အဲ့မှာ frost shot နေနေမှာထပ်ပြီးတော့ sorry I feel ကိုပါဆုံးသက်ထားရင်းနဲ့ပဲတေချာနေခဲ့ပြီကျွန်တော်မြန်မာချင်းအတွက် gain 3ရတယ်တောက်လျှောက်တွေပြက်ခွက် Fanny ဝင်လာပြီ K ပဲနဲ့တော့ဗာလေကတ်တော့တော့မပိုင်းသေး Ruby I offense လေးဆွဲလိုက်မလားမဲက3လမ်းကျွန်တော်မြန်မာအတင်းသိမ်းပါ I offense ဂျာမပါလိုက်တဲ့ဘာလာတွေ wow ဂျာမစတန်းပြောင်းသွားတယ်တော့မလီစာ free hit ခေါ်လိုက်တယ်ပါ on နေတဲ့ဟန်ဟိုဘက်မှာလည်း quietly တောက်လျှောက်တွေတော့ကာနေပြီပဲကြိုးစားတယ်မရတော့ဘူးသရုံးကြီးကိုတောက်လျှောက်တွေကျွန်တော်မြန်မာအတင်းရိုက်ချိုးခဲ့ရင်းနဲ့ပဲ game number 3မှာပါထပ်မှန်နိုင်ရရှိသွားပြီ 3D ဆိုရရတဲ့ကျွန်တော်ရဲ့မြန်မာအတင်း YG semi final တော့တက်လန်းသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာ